Hello, we are live. ဒီနေ့ live talk ကနေပြီးတော့ကြိုဆိုတယ်ဒီနေ့ကတော့မို့လို့ညီအမတွေစုံစုံလင်လင်လေးနဲ့ဒီနေ့မှာ sharing လေးလာလုပ်ပေးတာဖြစ်ပါတယ်ရောက်ချီစတိုင်းကိုမင်္ဂလာပါစင်ကာပူကမအီမင်္ဂလာပါ USA ကညီမလေးရွှေနဲ့ညီမလေးစန္ဒဦးမင်္ဂလာပါမြန်မာပြည်ကအမအုံမကျော်မင်္ဂလာပါ website လေးပြောင်းလို့ရတယ်နော် Okay မင်္ဂလာပါဒီနေ့ live talk လေးကတော့ဒါမို့လို့ဘာကြောင့်မလို့ဒီ online စီးပွားရေးကိုစတင်ဖို့အတွက်မို့လို့စဉ်းစားခဲ့တာလဲဆိုတဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ sharing လုပ်သွားမှာဖြစ်တယ်အဲ့တော့အကယ်၍မြန်ကိုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေမြန်ပါလာတယ်ဆိုလို့ရှိရင်ဒါဒီ live ဒီကိုနားထောင်ပေးပါမို့ကတော့ယုံကြည်တယ်ဒီနေ့ live ကအရောက်ချီစီတိုင်းကိုစကားပြောမယ် live ဖြစ်တယ်လို့ယုံကြည်ပါတယ်လို့အရင်ဆုံးညီမလေးရွှေကနေပြီးတော့မိတ်ဆက်ခြင်းနဲ့အတူတူပေါ့နော်ဘာကြောင့်မလို့အခုညီမလေးက online စီးပွားရေးကိုစတင်ဖို့ online စီးပွားရေးကိုလုပ်ကင်ဖို့အတွက်ရွေးချယ်ခဲ့ဖြစ်တာလဲလုပ်ကင်ခဲ့ဖြစ်တာလဲဘာဖြစ်လို့အခုချိန်မှာ online ကိုအာ online ကနေအလုပ်လုပ်ချင်ခဲ့တာလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ share လုပ်ပြီးသွားပါဦးနော်ကဲပါမင်္ဂလာပါကျမရေုံဆုံးမိတ်ဆက်ချင်ပါတယ်ကျမနာမည်ကတော့ရွှေမင်းဖြစ်ပါတယ်ယခုလက်ရှိမှာဆိုရင် US နိုင်ငံ North Carolina State မှာမိသားစုနဲ့နေထိုင်တာဖြစ်ပါတယ်ကျမခုနဘောနော်မိခွင်းထဲမှာဆိုတော့ဘာကြောင့်မလို့ဒီ online စီးပွဲကိုလောက်ကန်ခဲ့တာလဲပေါ့နော်ကျမဘာကြောင့်လဲဆိုရင်တော့အခုချိန်မှာဆိုရင်တော့တဖြည်းဖြည်းနဲ့ပေါ့နော်ခက်ခဲလာတယ်လို့ပြောမှာပေါ့ခက်ခဲလာတယ်အခုမြန်မာပြည်မှာဆိုရင်လည်းကုန်စည်နှုန်းတွေတက်တယ်ပေါ့နော်အဲဒါကြောင့်ကျမကိုပန်စီးပွားရေးတစ်ခုခုပေါ့နော်ဝင်ငွေလမ်းကြောင်းတစ်ခုခုကိုပန်နဲ့ကိုပန်ရှာပေါ့နော်ဝင်ငွေလမ်းကြောင်းတစ်ခုခုကိုရှာဖွေခြင်းနဲ့တရုတ်ဝင်ငွေနဲ့ဆိုရင်တော့အရန်ကိုခက်ခဲတယ်ပေါ့နော်မြန်မာပြည်မှာလည်းခက်ခဲတဲ့ကာလလို့ပြောနိုင်တယ်ပေါ့နော်ခုချိန်မှာဆိုကုန်စည်နှုန်းတွေလည်းအရန်တက်တဲ့ခါကျတော့ဝင်ငွေတစ်ခုသေးနဲ့ဆိုရင်တော့အရန်ကိုအဆင်မပြေဘူးပေါ့နော်အဲဒါကြောင့်ကျွန်မဒီအချက်နဲ့ပေါ့နော်နံပါတ်1မှာဆိုရင်တော့အပူဝင်ငွေရှာချင်တယ်ပေါ့နော်နံပါတ်2မှာကျွန်မဒီစီပွဲကိုလှုပ်ချင်တာကတော့အပူဝင်ငွေရှာချင်တယ်ပြီးရင်ကျွန်မနံပါတ်2မှာဆိုရင်တော့အခုမိခင်တယောက်ဖြစ်တယ်ပေါ့နော်မိခင်တယောက်ဖြစ်တဲ့ခါမှာကိုမိသားစုအတွက်ပဲတာဝန်ရှိတာမဟုတ်ဘဲကိုရဲ့သားသမီးတွေအတွက်လည်းတာဝန်ရှိလာတယ်ပေါ့နော်ကိုရဲ့သားသမီးတွေဆိုတဲ့နေရာမှာတော့မှကိုကကလေး2ယောက်ရဲ့မိခင်ဖြစ်နေတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ခါကျတော့ပို့ပြီးတော့လုံရမဲ့သူဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်ဒီမှာအခုကလေးတွေရဲ့အနာဂတ်အတွက်မိခင်တယောက်အနေနဲ့အလုပ်တစ်ခုခုလုပ်ပေးခြင်းနဲ့ဒီစိတ်နဲ့ပေါ့နော်ကျွန်မဒီစီပွဲကိုလုပ်ကန်ခဲ့တယ်တတိယအနေနဲ့ဆိုရင်တော့ကျွန်မဘာလို့ဒီစီပွဲကိုလုပ်ချင်တာလဲ online စီပွဲလုပ်ချင်တာလဲဆိုရင်ကျွန်မအခုဒီမှာရောက်တာကအပြင်သွားလို့မရဘူးပေါ့နော်ကားလေးမမောင်းသေးဘူးကလေးကလည်းညည်သေးတယ်ကလေးကိုဝေးထင်းရသေးတယ်ကလေးအကြောင်းမတဲတဲ့ခါကျတော့အိမ်ထဲမှာပဲနေတယ်ပေါ့နော်အိမ်ထဲမှာပဲနေသေးတဲ့ခါကျတော့ကျွန်မဒီစီပွဲရဟာဆိုရင်အင်ထေကနဲ့လုံနိုင်တယ်အင်ထေကနဲ့ကိုပန်အချင်းကိုတတ်မှတ်ပြီးမှရွေးချယ်လို့ရတယ်ပေါ့နော်အဲကြောင့်ကျွန်မဒီစီပွဲကိုလောက်ကန်ခဲ့တာဖြစ်တယ်ပြီးရင်နောက်ဆုံးအနေနဲ့ဆိုရင်တော့ကျွန်မနိပညာပေါ့နော်နိပညာတွေအရန်တိုးတက်လာတဲ့ခါမှာကိုရဲဘာမှမသိဘူးဆိုရင်တော့အရန်ဖြစ်တခါတလေဒီစီပွဲမလုပ်ခင်မှာဆိုရင်တော့ဓာတ်ပုံတွေပဲဘယ်လိုပဲတင်သူတို့ကတော်လိုက်တာဆိုတာမျိုးပေါ့နော်ဘာမှမသိဘူးဘယ်လိုမျိုးလောက်ကန်ကြလဲ AI နဲ့လောက်တာဆိုတာမျိုးတွေရောဘာမှလည်းမသိဘူးပေါ့နော်ကိုလွယ်လေးနဲ့လုပ်ရတဲ့အရာတွေအများကြီးရှိနေတဲ့ဟာကိုဒီစီပွဲလို့တဲ့ခါမှာပိုသိလာတယ်ပေါ့နော်စာရေးတာကမှအစအများကြီးဒီနိပညာတိုးတက်တဲ့ခေတ်မှာပေါ့နော်ကိုလေးတိုးတက်တဲ့အတွေ့အကြုံလေးတွေပေါ့နော်အဲ့လိုမျိုးတွေလေးလိုချင်တယ်အဲ့ဒါလေးကိုလေးရရင်းနဲ့ကိုပန်စီပွဲရဲ့တခုလေးရနိုင်တယ်ဆိုတဲ့ခါကျတော့ပေါ့နော်ကျွန်မဒီစီပွဲကိုရွေးချယ်ခဲ့တာဖြစ်တယ်အဲကြောင့်ကျွန်မဒီညမှာတူတောက်လေးနဲ့ပေါ့နော်ကျွန်မဒီစီပွဲကိုပါကျွန်တော်ရွေးချယ်ခဲ့လဲဆိုရင်တော့ကိုမိသားစုအတွက်အခုချိန်မှာအရန်ခက်ခဲတဲ့ကာလဖြစ်တယ်
ဒီလိုမျိုးအချိန်မှာပေါ့နော်ကိုပိုင်ဝင်ငွေရချင်တယ်ကိုပိုင်ဝင်ငွေတိဆောက်ချင်တယ်မိခင်တယောက်ဖြစ်တဲ့ခါမှာကိုယ့်ရဲ့သားသမီးတွေအတွက်လည်းအနာဂတ်သူတို့ရဲ့အနာဂတ်အတွက်ကိုပိုင်ဝင်ငွေနဲ့ပေါ့နော်ကလေးတွေအတွက်စုပေးချင်တယ်ဒီစီပွဲဟာဆိုရင်တော့အပြင်မှာမတော်ရင်လေကိုကလေးတွေဘေးမှာနေရင်းနဲ့ကလေးတွေကိုထင်းရင်းနဲ့ပေါ့နော်လောက်ကန်နေတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ပေါ့နော်ဒီအရာတွေအတွက်ပြီးရင်ကိုကတိုးတက်နေတဲ့ခေတ်မှာဒီလိုတိုးတက်တဲ့အရာလေးတွေနဲ့ပေါ့နော်လွယ်လေးနဲ့လုပ်လို့ရတဲ့အရာလေးတွေနည်းပညာတွေနဲ့လည်းလုပ်ကန်လို့ရတဲ့ခါမှာဒီစက်ကိုပိုင်လဲတိုးတက်ချင်တယ်ဝင်ငွေလေးရချင်တယ်ဒီအတွက်ကြောင့်ပေါ့နော်ကျမဒီစီပွဲကိုလုပ်ကန်ဖြစ်တာဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ် Thank you ပါဟုတ်တယ်အခုချိန်မှာ online ကနေပြီးတော့စီးပွားရေးတစ်ခုခုကိုစတင်ဖို့အတွက်ဆုံးဖြတ်တဲ့အချိန်တစ်ခုဖြစ်တယ်ဒါဆိုညီမလေးဆိုလို့ရှိရင်ဒါမိခင်တယောက်လည်းဖြစ်သလိုဒါသမီးတယောက်လည်းဖြစ်တဲ့အခါမှာကိုယ့်ရဲ့မိသားစုအတွက်ရောကိုယ့်ရဲ့သားသမီးတွေအတွက်ပါစဉ်းစားပေးနေပြီဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုပိုင်ဝင်ငွေတိစောက်နိုင်ဖို့ဆိုတာလဲဒါအမျိုးသမီးတွေအတွက်ဒါအရန်ကိုအရေးကြီးတဲ့အရာလေးဖြစ်တယ်အဲ့ဒီအရာလေးနဲ့ပြီးတဲ့အခါမှာဟုတ်တယ်အိမ်မှာနေတဲ့အမျိုးသမီးတယောက်အနေနဲ့ကိုယ့်ရဲ့ကလေးအနာဂတ်ကိုယ့်ရဲ့အနာဂတ်အတွက်ဆိုတာကဒါမဖြစ်မနေတိစောက်ထားတဲ့အရာလေးတွေဖြစ်တယ်အဲ့ဒီအတွက်ကလေးတွေပြီးတဲ့အခါမှာဤပညာပိုင်းသိမှန်တယ်ပေါ့နော်ကိုကသာကွန်ပျူတာ skill တွေဘာ skill မှမသိထားဘူးဆိုရင်ကိုယ့်ရဲ့ကလေးတွေကြောင်းတက်ပြီဆိုလို့ရှိရင်ဒါကိုကဘာမှမသိတဲ့သူဖြစ်နေမှာပေါ့နော်ကလေးတွေကအခုခေတ်မှာလေ9တန်း10တန်းsorry 9နှစ်10နှစ်ပဲရှိသေးတယ်ကျောင်းသွားတက်ရင်ကွန်ပျူတာတွေကင်နေပြီ tablet တွေကင်နေပြီဖြစ်တယ်အဲ့တော့ကိုကနေပြီးတော့ဘာမှမသိထားဘူးဆိုရင်ကလေးကကိုနဲ့တိုင်းပဲဆွေးနွေးလို့ရမှာမဟုတ်ဘူးပေါ့နော်အမတယောက်မြန်မာပြည်ကလုပ်နေတဲ့အမတယောက်ဆိုပြောတယ်သူသားကလည်းဒီလို marketing ဘိုင်းနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့ခါမှာအမေနဲ့သားနဲ့ကတငယ်ချင်းလိုစကားပြောလို့ရတယ်အဲ့လိုဘဝမျိုးလေးတွေအတွက်ဒါကအခုခေတ်မှာလုပ်ကိုလုပ်ထားတဲ့နဲ့စဉ်းစားထားတဲ့တာဖြစ်ပါတယ်ကျေးဇူးများကြီးတင်တယ်ညီမလေးရေလူချင်းတဲ့ပန်းတိုင်းတွေအိမ်မက်တွေကိုအများဆုံးရောက်ရှိနိုင်ပါစေဆုတောင်းပေးတယ်ကျမတို့အတူတူစူးစမ်းပြီးတော့သွားကြမယ်အခုဒုတိယတစ်ယောက်အနေနဲ့ပေါ့နော်ညီမအမအရွှေစင်မျိုးကိုဖိတ်ခေါ်ပါတယ်အမကမိတ်ဆက်ခြင်းနဲ့အတူတူပေါ့နော်ဘာကြောင့်မလို့ဒီအခုအချိန်မှာစီးပွားရေး online ကနေစီးပွားရေးတစ်ခုကိုစတင်ဖို့အတွက်ဆုံးဖြတ်ခဲ့တာလဲဆိုတာလေးကို share လုပ်ပေးပါဦးနော်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့မအေးရှိစင်မျိုးဖြစ်ပါတယ်အခုလက်ရှိကတော့စင်ကာပူမှာအချိန်ပြည့်အလုပ်လုပ်ကိုင်နေတဲ့ဒါပေါ့နော်အချိန်ပြည့်အလုပ်လုပ်ကိုင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်ပေါ့နော်အချိန်ပြည့်အလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းဆိုတော့လေအချိန်တန်လို့ရှိရင်သူများလှုပ်ဖြုတ်มาတယ်အဲ့ဒီစိတ်လည်းကြောက်ပါတယ်ပေါ့နော်နောက်တော့အသက်လည်းနည်းနည်းရလာပြီဆိုတော့အသက်ရတယ်ဆိုတော့အရင်ကြီးတာတော့မဟုတ်ဒါပေမဲ့ကိုလှုပ်တာအချိန်ကကြာလာတယ်ဒါပေမဲ့ကိုယ့်ရဲ့တိုးတက်မှုကဘာရှိတယ်ဆိုလာကစားဆိုတဲ့စိတ်တရားခံစားမှုကဒီလစာအချိန်တန်လို့ရှိရင်ကိုကဒီလုပ်လေးလုပ်လာတယ်ဒီလုပ်ပြုတ်သွားရင်ကို့မှာဝင်ငွေမရှိတော့ဘူးဝင်ငွေမရှိတော့ကိုရေရှည်ရက်တိမှာဘာရှိလဲဆိုကို့မှာရေရှည်ရက်တိဖို့စီးပွားရေးကဘာမှမရှိဘူးနောက်တော့ကိုကအပြင်အခက်အလုပ်ထွက်လုပ်မယ်ဆိုရင်လည်းအခုလက်ရှိရတဲ့အချိန်ဒီအလုပ်နဲ့ဆိုတော့အပြင်လက်လုပ်ထွက်လုပ်ဖို့ကလည်းမဖြစ်နိုင်ဘူးဒီစင်ကာပူမှာသူတို့ဗီဒီယိုပေါ့နော်အဲ့ဒီခါကျတော့မှအရက်စဉ်းစားတယ်အချိန်ပြည့်တယ်အလုပ်လောက်ရလည်းမဖြတ်ချင်တခြားဝင်ငွေရှိဒူဝင်ငွေရမဲ့လမ်းကြောင်းကိုရေရှည်ဒီအလုပ်မှာမလုပ်တော့ဘူးဆိုရင်တော့မှကိုယ့်ရဲ့စီးပွားရေးကိုရဲ့နောက်မပူပန်ရမယ့်စီးပွားရေးကိုရှာရင်နေပေါ့နော်ဒီ digital business တွေတွေ့ရှိလာတော့ကိုဆက်ပြီးစုံစမ်းတဲ့ခါကျတော့ဒီစီးပွားရေးတရားဝင်တဲ့လုပ်ငန်းတွေဖြစ်တယ်ပြောလို့ရှိရင်ရေရှည်မှာကိုဘယ်နာတော့ကိုဘယ်နာပဲရောက်နေကိုဘယ်အချိန်မှာပဲလုပ်လုပ်လို့ရတဲ့စီးပွားရေးဖြစ်တဲ့ခါကျအဲ့ဒီတစ်ချက်နဲ့တည်းအရန်ကိုဒီစီးပွားရေး is okay အရန်လည်းကြိုက်တယ်နောက်တော့လည်းမဆွေပြောထားသလိုပဲပေါ့နော် digital နဲ့ပတ်သက်လို့ရှိရင်မကြီးတို့အများကြီးလေ့လာရမှာပေါ့နော်အဲ့ဒီဟာတွေလည်းပါတယ်ဒီစီးပွားရေးမှာအဲ့ဒါတွေလည်းတင်ယူရမယ်ဆိုတော့အရန်ကြိုက်သွားတယ်ပေါ့နော်ပြီးတော့ပထမဆုံးနောက်ဆုံးအရေးကြီးတဲ့တစ်ချက်ကျတော့ကိုအကယ်လို့ကိုအမိမြင့်မှာပြီးမှခြေချမယ်ဆိုရင်ကိုမိသားစုနဲ့ခြေချမယ်ဆိုရင်ဒီစီးပွားရေးကကိုနဲ့တူရေရှည်ရက်တည်နိုင်တဲ့စီးပွားရေးကိုမကြောက်ရတဲ့အဲ့ဒီတစ်ချက်နဲ့ပဲဒီစီးပွားရေးစတင်လုပ်ဖြစ်ပါတယ်အခုလက်ရှိတော့လေဒီစီးပွားရေးကိုစတင်လေ့လာတည်ယူနေတဲ့တယောက်ပါအားလုံးကျေးဇူးတင်ပါတယ်โอเคကျေးဇူးများကြီးတင်တယ်ဟုတ်တယ်မတို့ဘယ်နိုင်ငံမှာပဲနေဘယ်နေရာမှာပဲနေဘယ်အလုပ်ကိုပဲလုပ်ဘာလဲဆိုလို့ရှိရင်ကိုတေချာရေရာမှုအတွက်ဆိုတာကဒါကိုပိုင်အလုပ်မဟုတ်မချင်း
ပြောလို့မရဘူးသူများစီမှာလုံနေတဲ့ရွေးကတော့အမြဲတမ်းပူပန်မှုတစ်ခုကတော့ရှိနေရတာဖြစ်တယ်ပြီးတော့လည်းတစ်ဖက်ကအခုလုံကြီးကိုထွက်ပြီးတော့နောက်အလုပ်တစ်ခုကိုလုပ်ဖို့ဆိုတာကလည်းဒါတော်တော်လေးကိုစဉ်းစားရမယ်ပေါ့နော်အဲ့တော့အခုအလုပ်နဲ့အတူတူနောက်တစ်ခုလေးရှာပြီးတော့လုပ်လို့ရမလားလုပ်လို့ရနိုင်တဲ့အခွင့်အရေးဆိုတာဒါအရင်ကိုကောင်းတာဖြစ်တယ်မို့ဆိုလဲအဲ့လိုမျိုးပဲဆူရှီအလုပ်လုပ်နေရင်းနဲ့ဒီစီးပွားရေးကိုစတင်ခဲ့တယ်အဲ့ခါအခုဆိုရင်ကိုလိုချင်တဲ့ဘဝကိုလိုချင်တဲ့ lifestyle ကိုရတာဖြစ်တယ်ပေါ့နော်ဆူရှီလုပ်နေရင်းနဲ့ဒီစီးပွားရေးကိုစတင်ခဲ့တဲ့ခါမှာကိုဝင်ရှိလာတဲ့အိမ်မှာနေကျင်တဲ့အခါကျတော့ it's okay ဘာဖြစ်သွားလဲဆိုရင်ငါအပြင်မထွက်တော့ဘူးအိမ်မှာပဲနေပြီးတော့ငါစီးပွားရေးကိုပဲငါလုပ်တော့မယ်ဆိုတာမျိုးပေါ့နော်ပြီးရင်ဒီစီးပွားရေးမှာကိုစူးစမ်းရင်စူးစမ်းသလိုအကျိုးကျေးဇူးတွေရတာဖြစ်တယ်ပြီးရင်ကိုယ်တိုင်လည်းတိုးတက်တာဖြစ်တယ်ပေါ့နော်ကိုယ့်ဘက်ကတော့စူးစမ်းအထောက်မှုတွေလုပ်ဖို့လိုအပ်တာဖြစ်တယ်ရဲ့ကျေးဇူးများကြီးတင်တယ်ဒါကြောင့်မလို့နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်ပေမဲ့ဘာကြောင့်ဒီလိုစီးပွားရေးမျိုးကိုလုပ်ထားတင်တာလဲဆိုတာကို share လုပ်ပြီးသွားတဲ့အမအီဖြိုရေကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ယောက်အနေနဲ့ပေါ့နော်အမအုံမကျော်ကိုဖိတ်ခေါ်ခြင်းနဲ့အမကမိတ်ဆက်ခြင်းနဲ့အတူတူဒီအခုခေတ်မှာ online စီးပွားရေးကိုအမကဘာဖြစ်လို့စဉ်းစားပြီးတော့စတင်ခဲ့တာလဲဆိုတာလေးကို share လုပ်ပေးပါဦးနော် အားလုံးမင်္ဂလာပါကျမတော့မဟုတ်မကျော်ဖြစ်ပါတယ်မန္တလေးမြို့မှာမိဘများနဲ့အတူနေထိုင်ပြီးဒီ digital business ကိုလုပ်ကိုင်နေတဲ့ digital business owner တယောက်ပဲဖြစ်ပါတယ်ဘာဖြစ်လို့ဒီလို online ဒီ digital business ကိုရွေးချယ်ပြီးလုပ်ကိုင်ပြသေးဆိုလို့ရှိရင်ကျမတို့ကိုဗစ်ကာလတွေကစပြီးတော့ပေါ့နော်လူတွေကတဖြည်းဖြည်းနဲ့သူတို့ရဲ့ဒီအလုပ်ကင်တွေအားလုံးကို online ပေါ်မှာပဲရွှေ့ပြောင်းလာကြတယ်ပေါ့နော်တော်တော်များများက online shopping လုပ်နေသူတို့တွေအောင်မြင်လာတာလည်းကိုတွေ့တယ်မြင်နေတာတော့ကြာပြီပေါ့နော်ဒါပေမဲ့ကိုအနေထားနဲ့ကိုကဒီ2 နှစ်3 နှစ်လောက်ကတော့ဒီကိုဗစ်ကာလပြီးကလေးကိုကတခြားအချိန်နဲ့ဆိုတော့သူတို့လုပ်နေတာတော့ကိုမြင်တယ်ဒါပေမဲ့တိတ်မဖြစ်ဘူးပေါ့နော်မဲ့အနေထားတစ်ခုကိုဖြတ်တန်းလာတဲ့အခါမှာကိုပိုင် business လုပ်မယ်ဆိုတဲ့ကြတော့ဒီလိုအဓိကဆိုင်ငန်းငါးကားတို့ပါလို့ဆိုတာလေတော်တော်လေးဈေးကြီးတယ်ဒီမှာဆိုလို့ရှိရင်ကိုနားတယ်ဆိုလို့ရှိရင်ကိုတိုက်ခန်းတို့ပါတော့10 သိန်းလောက်ရှိတယ်တလားကိုအဲ့တော့ကိုပိုင် business လုပ်မယ်အဲ့တော့ကို online shopping လုပ်မယ်ဆိုကိုရွေးချယ်ရင်းနဲ့ဒီ business ကိုတွေ့တဲ့အခါမှာဒီခေတ်အနေထားရလဲလူတော်တော်များများအပြင်မှာကိုပိုင်ဆိုင်ငန်းနဲ့ကုမ္ပဏီနဲ့ရှိတဲ့လူတွေလည်းအကုန်လုံး online ပေါ်တက်နေကြတယ် online ပေါ်မှာဒါက market ကြီးဖြစ်နေတာပေါ့နော်အဲ့တော့အကုန်လုံးလေးတာဒီလောက်ကလည်းonline ပေါ်မှာပဲနေရာယူပြီးလုပ်ဖို့ဒီလို online ကနေဒီနည်းပညာအားကိုးနဲ့ပဲရှေ့ဆက်သွားဖို့အရင်ကလိုမခက်ခဲတော့ဘူးတဖြည်းဖြည်းနဲ့လုပ်ကင်ရတာလွယ်ကူလာတယ်လူတွေလည်းတော်တော်များများလည်းကိုယ်နဲ့သိနေတဲ့ထဲမှာဒီလို online shopping တွေလည်းလုပ်နေကြတယ်တွင်ကျယ်ကြတယ်အလုပ်ဖြစ်ကြတဲ့ဆိုတဲ့အခါကျတော့ကိုလည်းအိမ်ရဲ့အနေထားကိုလည်းအိမ်ရဲ့မိသားစုရဲ့ဒီ budget ကိုလည်းနိုင်တဲ့ဘက်ကကိုထောက်ပံ့ပေးခြင်းနဲ့ပေါ့နော်အခုဆိုရင်မီတာကားတွေရောရေကားတွေရောဆိုကုန်နှစ်ဆတန်ရှင်းဝင်တွေလည်းကုန်နှစ်ဆတွေဖြစ်ကုန်ပေါ့နော်ကိုနိုင်တဲ့ဘက်ကကိုထမ်းခြင်းနဲ့ပြီးတော့ကိုအရင်တော့ကမလုပ်ဖြစ်ခဲ့တဲ့ကိုပိုင် business ကိုလုပ်မယ်ဆိုတော့ဒါကလည်းဒါခစ်ပေါ့ online ခစ်တိုင်းအမှီအောင်သွားမှာပဲဖြစ်မှာလေကိုအရင်တော့တွေးထားခဲ့ရတော့ဒီပုံစံတော့ဘယ်ဟုတ်ပါမလဲနော်ကိုရဲ့အိမ်မက်ကဒါပေမဲ့ခေတ်မှာတိုးတက်လာတဲ့ဒီ digital ရဲ့ဒီ era ခေတ်မှာကြတော့ကိုကဤပညာကိုသုံးပြီးတော့ကိုယ်တိုင်လုပ်ရမယ်ဒီပေါ်မှာပဲသူများတွေလည်းဘယ်လိုပြောရမလဲအခုခေတ်က translate လဲဖြစ်တော့ဤလိုမရရင်လဲဗမာလိုပဲဒါသူတို့အလုပ်တွေလုပ်နေကြတယ်သူတို့ Viber တွေပါဆိုရန်တွင်ကျယ်နေကြတယ်တွင်ကျယ်ကိုသုံးနေကြတယ်ကိုတွေကငကိုတွေကဒါတွေကနီးပညာနဲ့ရင်းနှီးပေမဲ့သူတို့ကတော့တဖြည်းဖြည်းနဲ့လုပ်နေသူတို့ကပိုတက်တယ်အဲ့တော့ကိုလဲဒါကကိုယ်တိုင်ဝင်လုပ်ကြည့်မှဒီနီးပညာပိုင်းမှာလဲကိုကကိုယ့်ရဲ့အခြေခံရှိပြီးသားကိုကပို့ပြီးတော့အဆင့်အမြင့်လာမှာကိုလည်း improve ဖြစ်ရရောက်တယ်ပေါ့နော်ပြီးတော့ဒီပေါ်မှာလဲခုခေတ်ကငွေကြေးပေးချေတာအစားဒီကပေးတွေနဲ့နော်ဘန်မိုဘိုင်းဘဏ်ကြီးတွေမိုဘိုင်းပေးတွေနဲ့ပဲသွားနေကြတာအလောက်ကန်ရလဲဒီကနေအခုစားတရားလေးမှာတာအစား online ကိုပဲတွင်ကြဲသုံးနေကြတယ်အဲ့တော့ကိုလည်းကိုပိုင် business လုပ်မယ်ကိုအတွက်လည်းကိုဝင်ငွေလည်းရှာချင်တယ်အရင်ဒီစရိတ်ကိုလည်းမိသားစုရဲ့ဘဏ္ဍာရုပ်လည်းကိုတရောင်းတင်ရနေကိုထမ်းပေးခြင်းတယ်အဲ့တော့အဲ့ဒီစိတ်နဲ့ဒီ online business လုပ်ငန်းပေါ်မှာကိုကရွေးချယ်ဖြစ်ခဲ့ပါတယ်အဲ့ဒီအောင်မှဒီ digital business ကတော့ဒါကသူ့ရဲ့အရင်ကပြောခဲ့သလိုပါပဲ system ရဲ့ benefit ကိုကြိုက်လို့ဒီ online ပေါ်မှာပဲကိုကဒီ business ကိုရွေးချယ်ပြီးတော့ကိုကလုပ်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးများကြီးတင်တယ်ရဲ့ဒီစီးပွားရေးကိုရွေးချယ်ရတဲ့ benefit တွေထဲမှာကတော့အများကြီးရှိတယ်ပေါ့နော်ဒီ benefit နဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ရမယ်ဆိုလို့ရှိရင်
flexible အရန်ဖြစ်တယ်ကိုယ်ပိုင် schedule နဲ့လုပ်ကိုင်လို့ရတယ်ပြီးတဲ့အခါမှာကိုယ်တိုင်က boss ဖြစ်တယ်ကိုယ့်ရဲ့စီးပွားရေးကိုကကြိုက်တယ်လို့မျိုးလုပ်လို့ရတယ်ကိုက driver စီမှာထိုင်ရမယ်ပေါ့နော်ကိုအမြန်လိုချင်လားကိုအနှေးလိုချင်လားဘယ်လိုရလက်မျိုးကိုလိုချင်လဲဘယ်လိုမျိုးသွားချင်လဲဆိုတဲ့အရာပေါ့နော်ပြီးတဲ့အခါမှာဘာလဲဆိုကိုယ့်ရဲ့ idea နဲ့ကိုယ့်ရဲ့အတွေးခေါ်နဲ့ကိုဟာကိုလုပ်ရတဲ့အရာလေးဖြစ်တယ်ပေါ့နော်ဘယ်သူကမှကိုယ့်ကို control လာမလုပ်တယ်လို့ဘယ်သူကမှကိုယ့်ကိုထိန်းချုပ်နေတာမဟုတ်ဘူးပေါ့နော်အဲ့ဒီအရာလေးတစ်ခုကိုလည်းအရန်ကိုကြိုက်တယ်ဒီ benefit တွေထဲမှာပေါ့နော်ပြီးခုနမိတ်လိုမျိုးဆိုရင်ဒါ full time အလုပ်တစ်ဖက်နဲ့တူတူဒီအလုပ်ကလေးကိုလုပ်ထားလို့ရနေတာပေါ့နော်အဲ့ဒီအရာလေးတွေကလည်းအရန်ကောင်းတယ်ဟုတ်တယ်အခုခေတ်ကဘာပဲလုပ်လို့ online ပေါ့နော်စာသင်တာတော့မှပဲ online နဲ့သင်နေကြတာဖြစ်တယ်ပေါ့နော်ဥပမာဆိုရင်ဂီတသမားတွေဆိုတာဂီတသင်တာတော့ vocal သင်တာတော့မှပဲ online ကနေသင်တာပေါ့နော်အဲ့တော့ yeah online ကိုတက်လာဖို့အတွက်လိုအပ်နေပြီဖြစ်ပါတယ်လို့ခေတ်နဲ့အညီလောက်ကင်နိုင်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်ဟုတ်တယ်season ဆိုတာရှိတယ်ပေါ့နော်စီးပွားရေးလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်း season ဆိုတာရှိတယ်တဲ့အဲ့တော့ကိုလူတွေအားလုံးက online ပေါ်တက်တဲ့ခေတ်မှာကိုကအခုချိန်ထိအိမ်မှာပဲစိုင်ထိုင်ရောင်းနေမယ်ဘာ online မလုပ်ဘူးဆိုရင်ရောင်းရတော့မှမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ yeah online ပေါ်တက်လာဖို့အတွက်လိုအပ်နေပြီဘာလေးနဲ့နှိုင်းပြခြင်းလဲဆိုရင်ဖုန်းလေးတွေတို့ကွန်ပျူတာလေးတွေနဲ့ဆိုရင်လေမုန်းငယ်တော့ဆိုလက်နှိပ်ဆက်ကလေးတွေပဲပေါ်တာဖြစ်တယ်ပေါ့နော်တောက်ခောက်တဲ့လက်နှိပ်ဆက်တွေအခုချိန်မှာဘယ်သူမှလက်နှိပ်ဆက်လုပ်ငန်းကိုမလုပ်ကြတော့ဘူးပေါ့နော်တော်တော်လေးကိုရှားသွားပြီအယောက်100မှာ1ယောက်2ယောက်လောက်ပဲလုပ်ကြတော့တယ်အခုခေတ်က everything ကဘာလဲဆိုလို့ရှိရင်ကွန်ပျူတာတွေဥပမာဆိုရင် email တွေသုံးလာခြင်းအဖြစ်ဘာလဲဆိုရင်တနေရာနဲ့တနေရာတောင်မှပဲဆက်သွယ်ရတာအရန်ကိုမြန်တယ်ပေါ့နော်တမင်အခုဆန်ပို့တာတော့မှပဲမြန်မာနိုင်ငံကိုပို့ကျင်လားဒါမှမဟုတ်လို့ရှိရင်ထိုင်းနိုင်ငံကိုပို့ကျင်လားမိနစ်အတွင်းမှာတော့မှရောက်တာဖြစ်တယ်ဒါက online ရဲ့စွမ်းအားတွေဖြစ်တယ်ဆိုတာလေးကို share လုပ်ပေးခြင်းနဲ့မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်တော့ဘယ်နေရာမှာပဲနေနေဘယ်နိုင်ငံကပဲနေနေစူးစမ်းလို့ရတယ်ဖြစ်နိုင်ခြေတွေကိုဖန်တီးပေးနေတဲ့ရနိုင်ခြေတွေကိုဖန်တီးပေးနေတဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်โอเคညီမစန္ဒာကိုဖိတ်ခေါ်ပါတယ်ညီမကမိတ်ဆက်ခြင်းနဲ့တူတူဘာကြောင့်မလို့ညီမကကို online စီးပွားရေးကိုအခုချိန်မှာစတင်ဖို့အတွက်ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့အရာလေးကို share လုပ်ပေးပါဦးเนาะဟုတ်ကဲ့ပါအားလုံးကိုတွေ့ရတာဝမ်းသာပါတယ်ဒီညဆိုလို့ရှိရင်တော့စင်ကာပူလည်းတွေ့ရတယ်မြန်မာပြည်လည်းတွေ့ရတယ်နော်မိုင်းဆိုလည်းကျွန်မအစားတော့ကဗာလဲမိတ်ဆက်ခဲ့တော့USA လို့ထင်ခဲ့တာပေါ့နော်ဒီညဆိုလို့ရှိရင်တော့တကဘာလုံးကိုအလုပ်နေကြတဲ့လုပ်ငန်းကိုဒီညမှာလည်းမြန်မာပြည်ရော USA ရောစင်ကာပူရောစပြီးတွေ့နေနိုင်တာကိုဒီမှာရှိဦးစွာတွေ့ရတဲ့အတွက်အရန်ကိုကျေးဇူးတင်တယ်ဆိုတော့ကျမရဲ့နာမည်ကတော့စန္ဒာဦးဖြစ်ပါတယ်လို့ကျမတို့ကတော့မိသားစုနဲ့ပေါ့နော် USA နိုင်ငံ North Carolina State မှာမိသားစုနဲ့အတူတကွနေထိုင်ပြီးတော့မှကျမလည်း mentor တူအနေနဲ့ပေါ့နော် digital business ကိုလုပ်ကိုင်နေသူတူဖြစ်ပါတယ်လို့ဆိုတော့ဒီညမိခွင့်လေးကတော့ပေါ့နော်ကျမတို့ဘာကြောင့်ဒီ digital business ကိုonline ကနေစတင်လုပ်ကိုင်ခဲ့လဲဆိုတာကိုပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ယနေ့ခက်ဒီမှာပေါ့နော်အလောက်အကင်ဝင်ငွေတွေကပေါ့နော်အပြောင်းလဲအများကြီးရှိလာတာဖြစ်တယ်အဲ့ဒီခါမှာကျမလေးအလောက်ကိုပေါ့နော်ကလေးတွေငယ်ငယ်ကလေးကနေပေါ့နော်အလောက်ကိုတတ်မှတ်တဲ့လူတယောက်ဖြစ်တယ်အလုပ်ကိုလုပ်ချင်တဲ့လူတယောက်ဖြစ်တယ်ပေါ့နော်အဲ့ခါမှာကျမလေးအလုပ်ကိုတစ်ခုမရရင်တစ်ခုလိုက်လုပ်နေတယ်ကျမရဲ့ယောက်ျားဘေးကနေပေါ့နော်အမြဲတမ်း support ဖြစ်ချင်တဲ့လူပေါ့နော်ကိုပိုင်ဝင်ငွေလေးတွေရချင်တယ်အဲ့ခါမှာကျမဒီအိမ်မှာနေရင်းနဲ့ကလေးတွေပြုစုဆောက်ရှောက်ရင်းနဲ့ကျမအထည်လေးတွေလည်းရောင်းတယ်စီးပွားရေးကိုတစ်ခုပြီးတစ်ခုကျမလောက်ကင်လာတယ်အဲ့ခါမှာလေကျမတွေးတယ်ကိုကရင်းနှီးလိုက်တယ်ပြန်ပြောမှပေါ့နော်ဗာလဲဖိတ်ချစ်သူဖိတ်ချစ်နဲ့အမြဲတမ်းလုံးရတာလေအရင်စိတ်ပင်ပန်းတယ်အဲ့ခါမှာကျမတွေးကြည့်တဲ့ခါမှာလေကျမကဒီတိုင်းဆက်သွားနေလို့ရှိရင်တော့ကိုအထက်ကဟာကိုပြန်ရင်းတယ်ပြီးတော့မှပြန်ပြောမှရောင်းတယ်အဲ့ဟာကိုပြန်ဖဲ့တယ်ပြန်ရင်းတယ်အဲ့ဒီလုပ်ငန်းကိုလုပ်လာရတာပေါ့နော်အရင်ကငင်းငွေလာတယ်အဲ့ဒီခါမှာကျမဒီဟာလေးကို online ကနေစတွေ့ခဲ့တယ်ပေါ့နော်စတွေ့ခဲ့တဲ့ခါမှာကျမအကြာကြီးပဲတွေ့ဝေခဲ့တယ်လို့တင်မလို့တင်အကြာကြီးပဲနှစ်ပေါင်းများစွာစဉ်းစားခဲ့တယ်ပေါ့နော်အဲ့ဒီခါမှာကျမမအောင်နိုင်တော့ဘူးဒီလုပ်ငန်းကိုကျမလုပ်ရမလားဆိုပြီးတော့ကျမအမျိုးသားနဲ့တိုင်ပင်ခဲ့ပေါ့နော်ကျမအမျိုးသားကလုပ်ချင်တော့လုပ်ဖို့လို့ကျမကိုပြောခဲ့တယ်အဲ့ဒီခါမှာကျမဒီလုပ်ငန်းကိုပေါ့နော်
ထဲဝင်ထိလဲလာခဲ့တဲ့149တွေတွန်းပြီးတော့မှပေါ့နော် coaching code တွေယူလာခဲ့တဲ့အဲ့ဒီခါမှာလေကျမဒီအထဲကိုဝင်လာတဲ့အခါမှာကျမဒီနီးပညာတွေအဓိကလေဝင်ငွေကိုအရင်ဆုံးစိတ်ကမဆုံးဖြတ်ပေးဘူးဒီအထက်ကနီးပညာတွေကျမမျိုးသားတော်မှကျမကိုပြောတယ်ဟာနင်းရတဲ့အိမ်မှာနေရတဲ့ပေါ့နော်ဟိုနေ့သားနဲ့အပြန်အခမ်းအနား system လေးတွေပေါ့နော်တက်လာပြီးနေ့ရဲ့နေ့ပညာလေးတွေကပေါ့နော်ခက်နဲ့အညီပေါ့နော်တိုးတက်လာတာကိုမြင်ရတဲ့အတွက်ပေါ့နော်နေ့ရင်းနှီးမြှုပ်နှံလိုက်တဲ့ပေါ့နော်ဒီအရာကတော့ဘယ်တော့မှအရှုံးမဟုတ်ဘူးပေါ့နော်နေ့အတွက်ကအမြင့်ဖြစ်တယ်ဆိုတာကိုကျမကိုချီးမွမ်းခဲ့တယ်ပေါ့နော်အဲ့ခါမှာလေကျမသားနဲ့ကျမဒီ common system တခုကိုတားလို့တော့မယ်ဆိုတော့အချိန်မှာကျမသားကအမေဘာတွေ busy နေရလဲစကားပြောလဲမထူးဘူးတဲ့ကျမကိုစကားလာနှုတ်ဆက်တဲ့အချိန်မှာကျမဒီမှာလို့ခံမလေးတားလို့နေတာဟဲဒါကတားရဲ့เจ้าမှာ process တခုအနေနဲ့ပေါ့နော်တားဆောင်ရွက်နေတဲ့လုပ်ငန်းတခုဖြစ်တယ်တဲ့သူလည်းပြောပြပေါ့နော်အဲ့ဟာအမေလည်းအိမ်မနေနဲ့တက်တယ်နော်တဲ့အဲ့လိုဒါခက်နဲ့အညီဒီ digital business ရဲ့ပံ့ပိုးမှုဒါနည်းပညာပေါ့နော်ကျမတို့ခန်းစားလာခဲ့ရတယ်အဲ့ခါမှာကျမဝင်ငွေတွေအပြောင်းလဲတွေအများကြီးပေါ့နော်ဖြစ်လာတဲ့ဒီအချိန်အခွင့်အလမ်းတွေအများကြီးရှိနေတဲ့အချိန်မှာပေါ့နော်ကျမတို့စတင်ဖြစ်ခဲ့တာကအရန်ကိုဂုဏ်ယူစရာကောင်းတဲ့အချိန်ဖြစ်တယ်ပြီးတော့မှကျမတို့တချို့သောသူတွေကဒီဟာ online ဆိုပြောမှကြောက်ရွံ့စိတ်တွေရှိတယ်ပေါ့နော်ကျမဆိုတော့မကြောက်ပါနဲ့လို့ဖိတ်အားပေးချင်ပါတယ်ဘာဖြစ်လို့လဲ online မှန်တယ်များကကြောက်ဖို့ကောင်းတယ်ဒါပေမဲ့ပေါ့နော်ကျမတို့လူအများကပေါ့နော်တကဘာလုံးကလောက်ကင်နေတာလုပ်ငန်းဖြစ်တဲ့အတွက်ပေါ့နော်ဘယ်နေရာပဲဆုံဆန်းကြည့်ဘယ်နေရာမှာပဲတွားလက်လာကြည့်ပေါ့နော်ဒီလုပ်ငန်းကတင့်အတွက်ကောင်းကျိုးတွေပေးမယ်ဆိုတာကိုကျမယုံကြည်တယ်ဒါကြောင့်မလို့မိခင်တယောက်အနေနဲ့အင်္ဂါနေဝင်ငွေတချို့ကိုရှာနိုင်တာကလည်းဂုဏ်ယူစရာတစ်ခုဖြစ်တယ်ဘာလို့လဲဆိုတော့ဒီခက်မှာကျမဆိုကော်ဖီအရင်တောက်တတ်တဲ့လူတယောက်ဖြစ်တယ်တကယ်ချင်းနှစ်ယောက်နဲ့တွေးပြီးဆိုလို့ရှိရင်တော့အနည်းဆုံး30ကုန်ပြီဆိုတော့ကျမတားသမီးတွေကလေးတွေမပါဘဲနဲ့ပေါ့နော်ကျမတယောက်တည်းဆိုလို့ရှိရင်တော့15ထဲမှာကုန်ပြီအဲ့လိုမျိုးဆိုတော့ကဲကိုယ့်ရဲ့ဒီကုန်ကြစိတ်လေးတော့မှကိုယ်တိုင်မဖန်တီးနိုင်ဘူးကိုယ်တိုင်မရရှိနိုင်ဘူးဆိုလို့ရှိရင်တော့ဘလောက်တော့အားငယ်စရာကောင်းလဲဒီခက်မှာတားသမီးတွေလည်းရှိလာပြီကွာတားသမီးတွေကလည်းလူချင်တာများလာပြီမိခင်တယောက်အနေနဲ့မပန့်ပိုးနိုင်ဘူးဆိုလို့ရှိရင်ရောတင်ရောအားငယ်နေမလားဆိုတာကိုပေါ့နော်ကိုတွေးကြည့်ပါကျမဆိုလို့ရှိရင်တော့အဲ့ဒီအရာတွေကိုတွေးရင်းနဲ့ပေါ့နော်မိခင်ကောင်းပီတာချင်တယ်တချို့တော့သူတွေကိုမိခင်ကောင်းမပီတာဘူးလို့မဆိုလို့ဘူးเนาะကျမကကိုရရှိထားတဲ့အရာကနေကိုယောက်ျားအခက်အခဲဖြစ်တဲ့ချိန်မှာဘေးကနေ support ဖြစ်နိုင်တယ်ပြီးတော့မှကိုယ့်ရဲ့သားသမီးတွေလိုအပ်လာတဲ့အချိန်မှာကိုယ့်ရဲ့အိတ်ကက်ကနေထုတ်ပေးနိုင်တဲ့အရာတွေပြီးတော့မှကိုယ်တိုင်ကလည်းအားမငယ်ရလေအောင်ကိုသွားတဲ့နေရာတိုင်းမှာကိုယ့်ရဲ့အိတ်ကက်ထဲမှာကိုအမြဲတမ်းထုတ်နိုင်တဲ့မိခင်တရားဖြစ်ဖို့ကပေါ့နော်အရန်ကိုလိုအပ်တယ်။ဘာလို့ဆိုတော့ဒီခက်ကြီးမှာကသူများကိုအမြဲတမ်းအားကိုးနေလို့မရအောင်ကိုယ့်ရဲ့မိသားစုထဲမှာကိုယ့်အမျိုးသားကိုလည်းအမြဲတမ်းအားကိုးနေလို့မရအောင်ကျမအမျိုးသားဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲဒီ paycheck to paycheck 9 to 5အလုပ်ကိုသူကလုပ်တဲ့ခါမှာတခါတလေဒီအခု2 နှစ်3 နှစ်နေပါရှိပြီပေါ့နော်အလုပ်အထက်မှာအဆင်မပြေတာဒါပေမဲ့သူတို့က company hire ပေးထားတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်ကအဆင်မပြေလဲသူတို့လှုပ်နေရတယ်ပေါ့နော်တွားနေရတယ်ဒါပေမဲ့ကျမကတစ်ဖက်ကနေပန်ပို့ပေးတဲ့ခါကျတော့ကျမတို့ရဲ့အားနည်းချက်တွေမပေါ်တော့ဘူးပေါ့နော်ကျမတို့မိသားစုဝိုင်းရေးအတွက်အဲ့ဒီခါမှာကျမအရန်ကိုဂုဏ်ယူရတာဖြစ်တယ်ဒါကြောင့်မလို့မိခင်တရားအနေနဲ့ကိုလှုပ်နိုင်တဲ့အရာကိုတက်ဆွမ်းနိုင်တဲ့အရာကိုယောက်ျားရဲ့ဘေးကနေလှုပ်နေတာကအရန်ကိုမိခင်တရားအနေနဲ့ PT ဖြစ်စရာတွေဖြစ်တယ်ဒါကြောင့်မလို့ဒီ digital business ရဲ့လုပ်ငန်းအကျိုးအကြောင်းတွေကတော့အခု share အမားတွေပေါ့နော်အများကြီး sharing လုပ်ပေးသွားတာဖြစ်တယ်ကျမလည်းပေါ့နော်ဒီအပို့ဝင်ငွေအရက်မြစ်တစ်ခုတည်ဆောက်ဖို့တစ်ခုတည်းမဟုတ်ဘဲနဲ့နော်အလုံးနဲ့မိသားစုကိုအချိန်မြတ်တစွာပေးနိုင်တဲ့အခွင့်အရေးတွေကျမဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကိုမတွေးခဲ့ဘူးဆိုလို့ရှိရင်တော့ကလေးတွေပဲအချိန်ပေးနေကုန်သွားမှာဖြစ်တယ်ကျမအပေါ်ဝင်ငွေလဲရနိုင်မှာမဟုတ်ဘူးအဲ့ခါမှာကျမဒီလုပ်ငန်းကိုမိသားစုနဲ့အချိန်နေမြတ်တစွာယူဆောင်နိုင်တယ်ဒီလုပ်ငန်းကိုလည်းစီမံနိုင်တယ်ဖြစ်တယ်ပြီးတော့နေရာမရွေး internet ရှိတဲ့နေရာမှာကိုယ်တိုင်ကလုပ်လို့ရတာဖြစ်တယ်ဆိုတော့ကျွမ်းကျင်မှုအသစ်တွေကိုလည်းမတော့တနေ့ပြီးတနေ့သင်ယူရတာဖြစ်တယ်ဒီမှာ
ထင်းနေနေမြောက်များစွာရှိတယ်လက်လာတင်ယူနိုင်တဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နိပညာကတော့ကိုယ့်အတွက်ပဲဖြစ်တာဖြစ်တယ်ဆိုတော့အနာဂတ်ရွေးချယ်စရာတွေကဒီထက်မှာပိုပြောမှမြပြလာတာဖြစ်တယ်ဆိုတော့ကျမတို့အသက်ကြီးလာလို့လုပ်ငန်းကိုအမြဲတမ်းတွားမနေနိုင်ဘူးခုနမအီဆိုလဲနော်ဝန်ထမ်းတယောက်ဖြစ်တယ်သူအသက်ကြီးတဲ့ထိအဲ့ဝန်ထမ်းနေရမှာဘယ်တော့မှရက်မနေနိုင်ဘူးဒီချိန်မှာမအီကအသက်အရွယ်ရှိတဲ့ချိန်မှာရင်းနှီးမြှုပ်နှံထားတော့အမအီတနေ့ကိုယ့်ရဲ့ဇာတိမြေကိုပြန်ခဲ့တော့ဒီလုပ်ငန်းကိုအေးစစ်စစ်နဲ့လောက်ဆောင်ပြီးတော့မှနော်ကိုယ့်ရဲ့ဝင်ငွေလေးကိုအသုံးချနိုင်တော့မှာဖြစ်တယ်ဆိုတော့ဒီလုပ်ငန်းရဲ့ကောင်းကျိုးတွေကဒီလိုမျိုးကျမတို့မိသားစုကိုပံ့ပိုးပေးနေတာကိုတွေ့ရတယ်ဆိုတော့ဒီထက်မှာကထက်ဝင်ကြီးလိုက်တဲ့ခါကျရင်နော်အတိကကျမအမျိုးသားပြောတယ်လို့ပဲနော်ဒီပညာကဘောနော်ကျမတို့ဆချင်းမှာမပိုင်ဆိုင်ခဲ့တဲ့အရာတွေအခုနညီမရွှေလည်းပြောရပေါ့နော်ကျမတို့မပိုင်ဆိုင်ခဲ့တဲ့ပညာတွေမြောက်များစွာမသိခဲ့တဲ့အရာတွေမြောက်များစွာရှိတယ်အဲ့ဒီထဲမှာသင်ယူရင်းနဲ့လက်လာရင်းနဲ့တိလာတာတွေတွေးရှိလာတာတွေကိုမမြင်ဖို့တဲ့အရာတွေမြင်လာတာတွေပေါ့နော်အမြင်တွေကျဲလာတယ်အသက်တွေတိုးလာတယ်အဲ့ဒီခါမှာဒီလုပ်ငန်းကကိုပညာလဲပေးသလိုတနေ့တစ်ချိန်မှာဘဝရဲ့အနာယူဖို့ဘောနော်ဒါစီပွားရေးကောင်းတစ်ခုဝင်ငွေကောင်းတစ်ခုလည်းဖြစ်စေတယ်ဆိုတာကိုဒီကနေညီကုံချိုရင်းနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်တယ်ဟုတ်တယ်ကျမတို့အလုပ်လုပ်ပြီးဆိုလို့ရှိရင်ကိုလုပ်တဲ့အလုပ်ကကိုတိုးတက်စေဖို့တိုးတက်စေတဲ့အလုပ်မျိုးဖြစ်ဖို့အရန်ကိုအရေးကြီးတာဖြစ်တယ်ကို level တစ်ခုကို set တင်သွားမယ်အလုပ်မျိုးဖြစ်ဖို့ကိုအရန်ကိုအရေးကြီးတာဖြစ်တယ်မဟုတ်ရင်လည်းကိုကအရင်ကလည်းဒီလောက်ပဲသိထားတယ်အခုလည်းဒီလောက်ပဲသိထားတယ်ဒီအလုပ်လုပ်ပြီးတော့လည်းဒီလောက်ပဲသိနေအောင်မယ်ဒီထက်မတိုးတက်လာဘူးဆိုရင်တော့ဒါကကိုပြောင်းလဲစေမယ်အလုပ်မဟုတ်ဘူးကိုရဲ့ဝင်ငွေတွေတိုးကျင်တယ်ကိုရဲ့ပတ်စံအိတ်ဖောင်းကျင်တယ်ဆိုတော့ကိုရဲ့တိုးတက်တဲ့ skill တွေကနေ့တိုင်းမှာတိုးတက်နေရမှာဖြစ်တယ်ကိုရဲ့တိထားတက်ထားတဲ့ skill တွေကနေ့တိုင်းမှာတိုးတက်နေဖို့အတွက်လိုအပ်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီးပွားရေးမှာမို့ကြိုက်တဲ့အရာကအဲ့ဒီအရာဖြစ်တယ်နေ့တိုင်းမှာလေအခုဆိုလို့ရှိရင်မို့ပြန်ပြီးတော့စာတွေပြန်ဖတ်နေရတယ်စာတွေပြန်ဒါအလုပ်ဖတ်တာတော့မဟုတ်ဘူးပေါ့နော်ဘာလဲဆိုလို့ရှိရင်ကို knowledge တွေပေးတာဖြစ်တယ်ကိုဟိုစာအုပ်တော့ဖတ်နေရတယ်လို့သင်ယူလေ့လာနေရနေ့တိုင်းမှာသင်ယူလေ့လာနေရတာဖြစ်တယ်အမြဲတမ်းမှာလူဆိုတာကလေ့လာသင်ယူဖို့အတွက်လိုအပ်တာဖြစ်တယ်မို့လို့ဒီစီးပွားရေးမှာဆိုရင် leadership နဲ့ပတ်သက်တဲ့ skill တွေ coaching skill တွေအခုမို့ coaching skill တွေသင်နေတယ်ပေါ့နော်အဲ့တော့ဒီ skill တွေကိုသင်ယူလေ့လာနေရတာဖြစ်တယ်ပေါ့နော်အဲ့တော့အခုမှမို့ပြန်စင်စားမိတယ်အရင်တော့ဆိုမို့အဲ့လိုလုံးဝမတွေးခဲ့ဘူးဘာလဲဆိုရင်အရင်ကဆိုရင်လေငါစကားမပြောတတ်ဘူးငါအေးစစ်စစ်နေတတ်တာငါလူတွေနဲ့မရောတတ်ဘူးဘာမှမဖြစ်ဘူးအေးစေပဲကိုနေမယ်ပေါ့နော်တကယ်အခုချိန်ကြောင်းမှပြန်လေ့လာကြည့်တဲ့ချိန်မှာလူတယောက်ဖြစ်တဲ့အတွက်ဒါတွေကမရှိမဖြစ်လိုအပ်နေတဲ့အရာတွေပါလားပေါ့နော်ငါစောစောစီးပါလို့မလေ့လာခဲ့တာပါလိမ့်ဆိုတာတော့မှပြန်စဉ်းစားမိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ skill တွေဆိုတာကလိုအပ်တာဖြစ်တယ်ဘာပဲလုပ်သင်ကအင်ရှင်မတယောက်ဖြစ်နေအောင်မှပဲအဲ့ဒီ skill တွေလိုအပ်နေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီစီးပွားရေးကကိုအမြဲတမ်းအမျက်ကိုရစေတဲ့စီးပွားရေးတစ်ခုဖြစ်တယ်ဒါကြောင့်မလို့လေ့လာမယ်ဆိုလို့ရှိရင်တော့အသေးစိတ်ကိုတဖြည်းဖြည်းချင်းအချိန်ယူပြီးတော့လေ့လာဖို့အတွက်လိုအပ်တယ်ဒီမှာကျမတို့ရဲ့ရှိမှာဆိုလို့ရှိရင်ဒါ website တွေကိုစီရှိကြတယ်ဒီစီးပွားရေးကိုလုပ်ကင်မယ်ဆိုရင်ကိုပိုင် ID နဲ့ရမှာဖြစ်တယ်ကိုပိုင် website နဲ့ရမှာဖြစ်တယ်ကိုရဲ့အမည်ပေါင်းနဲ့ရတာဖြစ်တယ်ပေါ့နော် USA မှာဆိုလို့ရှိရင်တော့ဒါတရားဝင်တဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်1099နဲ့ tax ပြန် claim ရတဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်စီးပွားရေးလို့ပြောတာဖြစ်တဲ့အတွက်ဒီတိုင်းထိုင်နေလို့တော့ဘာမှရမှာမဟုတ်ဘူးကိုဘက်ကနေပြီးတော့သင်ယူဖို့လိုအပ်တယ်လေ့လာဖို့လိုအပ်တယ် amazing training တစ်ခုရှိတာဖြစ်တယ် training မှာဝင်မယ်သင်ယူမယ်လေ့လာမယ်ပြီးတဲ့အခါမှာလက်တွေ့ပြန်လုပ်မယ်ဘာတွေလုပ်ကြရမလဲဘယ်လိုတွေလုပ်ကြရမလဲဝင်ငွေလမ်းကြောင်းဘယ်လိုရှိလဲဆိုတာကိုတော့အသေးစိတ်သိကျင်တော့$149ရက်30အတွင်းမှာ refund ပြန်ပေးနိုင်တဲ့package မှာဝင်ပြီးတော့လေ့လာကြည့်လို့ရတယ်အခုဆိုလို့ရှိရင်အရန်ကောင်းတဲ့အစီအစဉ်က$149ပေးသွင်းလိုက်ပြီဆိုတာနဲ့ Moria training တွေကိုအကုန်လုံးကိုကြည်ခွင့်ရတော့မှာဖြစ်တယ်အကုန်လုံးကိုမြင်ခွင့်ရတော့မှာဖြစ်တယ်အဲ့တော့ကိုကလေ့လာမယ်ရှေ့ဆက်သွားမလားမသွားဘူးလားကိုယ်တိုင်ဆုံးဖြတ်ချက်ချမယ်ရှေ့ဆက်သွားခြင်းတယ်ဆိုလို့ရှိရင်တော့ဒီနေ့မှာမို့လို့ပြောသွားတဲ့အကြောင်းအရာလေးတွေကကိုပြောနေတာဒါငါကိုမြဲပြောနေတာလားငါနဲ့တူလိုက်တာလို့ခံစားမိတယ်ဆိုရင်တော့ရှေ့ဆက်လာပါကျမတို့ကကူညီပေးသွားမဲ့မှန်ထားတယ်ဖြစ်တယ်အရောက်ချီစီတိုင်းကအရန်ကိုတော်ကြတဲ့မှန်ထားတယ်ဖြစ်တယ်အရန်ကိုစူးစမ်းကြတဲ့မှန်ထားတယ်ဖြစ်တယ်ဒါကြောင့်မလို့
တို့လက်တွဲပြီးတော့အလုပ်လုပ်မဲ့သူတွေအတွက်အများကြီးကူညီပေးနိုင်မဲ့သူတွေဖြစ်တယ်ဆိုတဲ့အကြောင်းလေးကို share လုပ်ပေးခြင်းနဲ့ဒီနေ့ live talk ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်မိတ်ဆွေက online ကနေပြီးတော့စီးပွားရေးတစ်ခုကိုစတင်ထားဖို့လိုအပ်တယ်လို့စဉ်းစားသလားထင်သလားဆိုတာလေးကိုလည်း share လုပ်ပေးသွားပါဦးเนาะ thank you ပါ god bless you ပါ bye bye